ဘယ်ဆိုင်ကဘောင်ချမှန်းတော့မသိပါဘူးဗျာယူဆာတွေစားသုံးသူတွေကိုရှယ်ပလန်နဲ့ဂျင်းအတောင်းလိုက်ထည့်နေတဲ့ဝရန်တီအမျိုးအစားပါမြန်မာနိုင်ငံကယူဆာတွေလည်းဖုန်းဝယ်ရတာအင်မတန်ကိုမှတန်ပါတယ်software ဝရန်တီတစ်နှစ်မှတ်ချက် software update ကြောင့်ဖြစ်ပေါ်လာသော error များမပါဝင်ပါတဲ့ကြားလို့မှကောင်းကြသေးရဲ့လား software update လုပ်မိရင်မှန်မှာ green line လို့ခေါ်တဲ့အစိမ်းရောင်အစင်းကြောင်းပေါ်လာမယ်မှန်ရဲ့ပစ္စည်းတွေအကြောင်းလိုက်ပျက်စီးသွားလို့ဖြစ်ပေါ်လာတာပါယူဆာတွေကတိတိကြီးနဲ့ခံနေကြတာလားတကယ်မသိလို့ပဲခံနေကြတာလားမှန်အစင်းကြောင်းအစိမ်းရောင်ပန်းရောင်ဖြစ်သွားခြင်းသည်ထိခိုက်ပြုတ်ကျမိလို့ဖြစ်ပေါ်လာနိုင်ခြေ9%ပဲရှိပါတယ်သူတို့ပြောတဲ့ software update ကြောင့်95%ဖြစ်ပေါ်နိုင်ပါတယ်မြန်မာနိုင်ငံမှာဘယ်ဖုန်းကုမ္ပဏီဘယ်နာမည်ကြီးဖုန်းဆိုင်ကမှမှန်စင်းကြောင်း error ကိုအသစ်ပြန်မလဲပေးပါခင်ဗျာမိတ်ဆွေတို့ဖုန်းဝယ်မယ်ဆိုရင်တော့မှန်စင်းကြောင်းဖြစ်သွားရင်ပြန်လဲပေးပါမယ်ဟုသောကတိကဝတ်ပေးနိုင်တဲ့ဆိုင်ကိုသာရှာဖွေဝယ်ယူတာအကောင်းဆုံးပါခက်တာကလည်းဘယ်ဖုန်းဆိုင်ကမှပြန်မလဲပေးတာပါပဲကြိုက်တဲ့နာမည်ကြီး official service center တွေကိုလိုက်မေးကြည့်ပါမှန်အစိမ်းကြောင်း error ကဘာကြောင့်ဖြစ်လဲဘလို့ပြန်လုပ်ပေးမလဲဆိုတာမေးပြီးရင်ကွန်မန့်မှာရေးခဲ့ကြပါဦး